အမကြီးဒီနေ့မြေနာတူရီဟေးတူအောင်တူရီဝီယူပါနှစ်ပါးတော့တယ်အရင်ခေတ်ကတော့950ဇက်တိပတ်တော်တွေဇက်ကြီး10ဘွေဇက်တော်ကြီးတင်ဆက်ကြတဲ့အခါကျတော့အထောက်ဝင်နှစ်ပါးဆိုပြီးမင်းသားနဲ့မင်းသမီးစကန်ချရန်ထဒီလိုမျိုးရှိကြပါလေခေတ်ဆက်နောက်ပိုင်းတင်ဆက်မှုတွေပြောင်းလဲလာတဲ့အခါမှာဒီလိုမျိုးနှစ်ပါးဆိုပြီးတော့ဒီနေ့ခေတ်မြောက်ပေါ်နှစ်ပါးတွေပေါ့ဗျာအစီအစဉ်တစ်ခုလေးနဲ့တင်ဆက်လာကြတယ်ဒါကဇက်တော်ရင်နှစ်ပါးသောရဲ့ပြောင်းလဲလာမှုစဉ်ဆက်ပါဟုတ်တယ်ဗျာဟုတ်ဗျာဟုတ်ကဲ့ဒီတချီလေးကရောစားကျော်ကျွန်တော်ရဲ့မိဘဖြစ်တဲ့ဥစိန်ဘုံတော်ကရေးဆက်တည်သုံးပေးထားတာဖြစ်ပါတယ်တိတ်ကိုတန်ဖိုးရှိတဲ့လက်ကြီးလေးဖြစ်ပါတယ်ဟုတ်ကဲ့အမကြီးတစ်ခေါက်ဒီကလေးလေးဆောဆွေစဉ်ဒီလိုကြီးDo so moment. မြမတပင်းတစ်ခေတ်ကိုကျွန်တော်တို့ရဲ့မြမတပင်းတစ်ခေတ်ကို